အားကစားပရိသတ်တွေပေါ်တက်ရောက်မှုရှိတဲ့ AI ရဲ့အားကစားမှတ်ချက်ပေးမှု Sport and Entertainment ကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာ2025ခုနှစ်မှာအားကစားလောကရဲ့အကြီးမားဆုံးခေတ်ရည်စည်းကြောင်းကတော့ AI နဲ့ပရိသတ်ချိတ်ဆက်မှုပါပဲ IBM ရဲ့သုတေသနအရပရိသတ်90%ကျော်ဟာ AI နည်းပညာနဲ့ဖန်တီးထားတဲ့အားကစားမှတ်ချက်ပေးမှုတွေကိုစိတ်ဝင်စားတယ်လို့ဖော်ပြထားပါတယ်ဒီလိုစိတ်ဝင်စားမှုများပြားလာတာဟာ AI ကနေထုတ်လုပ်ပေးတဲ့အကြောင်းအရာတွေဟာရိုးရှင်းပြီးပရိသတ်လိုချင်တဲ့အချက်လက်အတိုင်းတိကျမြန်ဆန်နေလို့ဖြစ်ပါတယ်လက်ရှိမှာ AI မှတ်ချက်ပေးမှုတွေဟာပွဲစဉ်တစ်ခုလုံးကိုအနည်းချုပ်ပြောပြရုံနဲ့မဟုတ်ပါဘူးဥပမာအနေနဲ့ပရိသတ်တဦးကသူကြိုက်တဲ့ကစားသမားရဲ့စွမ်းဆောင်ရည်ကိုပဲအဓိကထားပြီးနားထောင်ခြင်းနဲ့ဆိုရင် AI ကအဲ့ဒီကစားသမားရဲ့ကွင်းတွင်းလှုပ်ရှားမှုတွေအတိတ်ကစံချိန်တွေကိုပဲကွက်ပြီးဖော်ပြပေးနိုင်ပါတယ်ဒီလိုမျိုးပုံကိုယ်ကြီးဆန်ဆန်စိတ်ကြိုက်ဖန်တီးပေးခြင်းကိုလူသားမှတ်ချက်ပေးသူတွေကတပြိုင်တည်းမလုပ်နိုင်တဲ့အတွက် AI ရဲ့ကဏ္ဍဟာတဖြည်းဖြည်းကြီးမားလာတာဖြစ်ပါတယ်အနာဂတ်မှာအားကစားကိုကြည့်ရှုခံစားတဲ့ပုံစံဟာပုံသေးမဟုတ်တော့ပဲတူးချင်းစီရဲ့စိတ်ကြိုက်ရွေးချယ်မှုအပေါ်မှာပိုပြီးမူတည်လာတော့မှာဖြစ်ပါတယ်အားကစားလောကမှာ AI ကိုပရိသတ်ချိတ်ဆက်မှုအတွက်တာမကကွင်းတွင်းအောင်ပွဲရဖို့အတွက်ပါအသုံးပြုနေကြပါတယ်အသင်းတွေဟာ AI ကိုအားကစားသမားတွေရဲ့စွမ်းဆောင်ရည်အချက်လက် data တွေကိုခွဲခြမ်းစိတ်ပြဖို့သုံးပါတယ်ဘယ်ကစားသမားကလေ့ကျင့်ရေးဘယ်လောက်လုပ်တင်တယ်ဘယ်လိုအစားအသောက်စားသုံးတင်တယ်ဘယ်ပြိုင်ပွဲရဲ့ကစားဟန်ကိုဘယ်လိုချိန်မုံတင်တယ်ဆိုတဲ့နည်းဗျူဟာဆိုင်ရာဆုံးဖြတ်ချက်တွေကို AI ကကူညီထောက်ခံပေးနေပါတယ်ဒီလိုအားကစားသမားတွေရဲ့အားနည်းချက်အားသာချက်တွေကိုတိကျစွာခွဲခြမ်းစိတ်ပြပေးနိုင်တဲ့အတွက်လူသားနည်းပြတွေအတွက်အချိန်ကုန်သက်သာပြီးပုံမထိရောက်တဲ့ဆုံးဖြတ်ချက်တွေချနိုင်စေပါတယ် AI ရဲ့အကြီးမားဆုံးသောအကျိုးကျေးဇူးကတော့အားကစားသမားတွေထိခိုက်ဒဏ်ရာရတာကိုကာကွယ်ပေးနိုင်ခြင်းပါပဲကစားသမားတို့ရဲ့ကြွက်သားလှုပ်ရှားမှုပုံစံခြေထောက်ချတဲ့ပုံစံတွေကနေအနာဂတ်မှာဖြစ်လာနိုင်တဲ့ဒဏ်ရာမျိုးစားကို AI ကကြိုတင်ခံမှန်းနိုင်ပါတယ်ဒီလိုသတိပေးချက်တွေကြောင့်နီးပြအဖွဲ့တွေဟာကစားသမားတွေကိုအနာပေးတဲ့အချိန်မှာအနာပေးခြင်းလေ့ကျင့်မှုအစီအစဉ်တွေကိုချိန်ညှိပေးခြင်းတို့လှုံ့ဆော်နိုင်တဲ့အတွက်ဒဏ်ရာကြီးကြီးမားမားတွေကနေရှောင်ရှားနိုင်ပြီးကစားသမားတို့ရဲ့ကစားသက်ကိုပိုပြီးရှည်ကြာစေပါတယ်ပရိသတ်တွေအနေနဲ့အားကစားကိုကြည့်ရှုခံစားတဲ့အခါမှာအချိန်နဲ့တပြင်းညီ real time ချက်လက်တွေကိုချက်ချင်းရယူခြင်းတဲ့စိတ်ဟာအတော်လေးမြင့်မားလာပါတယ် Capgemini ရဲ့သုတေသနအရပရိသတ်90%ကျော်ဟာဒီလိုအချက်လက်တွေကိုတောင်းဆိုနေတာကိုတွေ့ရပါတယ်အခုခေတ်မှာဘောလုံးပွဲတစ်ခုကြည့်ရင်ဘယ်အသင်းအနိုင်ရနိုင်ခြေဘယ်လောက်ရှိလဲ win probability ဒီကံချက်က goal ဝင်တင်သလား expected goal လိုမျိုးရှုပ်ထွေးတဲ့ data တွေကိုစက္ကန့်ပိုင်းတွင်သိကျင်နေကြပါပြီဒီလိုအချက်လက်ပမာဏအများကြီးကိုတိကျမြန်ဆန်စွာထုတ်ပေးဖို့အတွက် AI နည်းပညာရဲ့အကူအညီကမရှိမဖြစ်ပါပဲကွင်းထဲကစင်ဆာတွေနဲ့ကင်မရာတွေကရတဲ့ကုန်ကျန်း data တွေကိုလူသားတွေကချက်ချင်းဆုံးဖြတ်ချက်ချဖို့ခက်ပါတယ် AI ကတော့စက္ကန့်ပိုင်းတွင်ခွဲခြမ်းစိတ်ပြပြီးပရိသတ်ဖုန်းတွေသို့မဟုတ်ရုပ်သံမျက်နှာပြင်ပေါ်က data graphic တွေဖြစ်အလိုလျောက်ပုံဖော်ပေးပါတယ်ဒီလိုအချိန်နဲ့တပြင်းညီပေးနိုင်စွမ်းကြောင့်ပရိသတ်တွေဟာပွဲစဉ်ကိုပုံမနားလည်ပြီးစိတ်လှုပ်ရှားစွာကြည့်ရှုခံစားနိုင်တာဖြစ်ပါတယ်ဒီလိုမျိုးအားကစားလောကရဲ့နည်းပညာအသစ်တွေကြောင့်ဆက်လက်လေးလာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကနေနောက်ထပ်ဗီဒီယိုတွေကိုဆက်ပြီးစောင့်မျှော်အားပေးကြပါအောင်ဗျာကျေးဇူးတင်ပါတယ်